အားလုံးပဲမင်္ဂလာပါ Ranger TV ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပဲ Ali Flawless က Global ကိုရောက်ရှိလာပြီဖြစ်ပါတယ်အဲ့တော့ဒီ Ali Flawless ကိုဘယ်လိုမျိုးအသက်သာဆုံးဖောက်မှလဲဆိုတာဒီနေ့ video မှာပြပြပေးသွားမှာဖြစ်ပါတယ် Free မဲ့ coin က4ခုရှိမယ်ပြီးတော့ Martial Bus ကိုဝယ်ရဲဆိုရင်6ခုရမယ်အဲ့ Martial Bus ကလည်းတိတ်စေးမကြည့်ဘူး Original Pay နဲ့ဒါမှမဟုတ်တခြား Pay ဒီပိုင်းနဲ့ဒီဝယ်မယ်ဆိုရင်600လောက်ပဲကျမယ်ဆယ်လာစီမှာဝယ်ရင်1000ဝန်းကျင်လောက်သွားကျမယ်ပေါ့ဒီတစ်ခေါက် Flawless မှာကHonor King ရဲ့သဘောကောင်းသွားပြီ။ရင်တော့ဆိုရင်ပထမ25ပေါ့နော်25ပြီးရင်နောက်ထပ်ရက်တီလှည့်မယ်ဆိုရင် daily က90ဖြစ်သွားတယ်။ဒါပေမဲ့ဒီ Ali Flawless မှာကျတော့ daily လှည့်မယ်ဆိုရင်တုံကန်25ခုပဲကုန်ပါ။ draw လာတာလည်းရက်30ဆိုတော့ daily draw နဲ့လှည့်မယ်ဆိုရင်အခါ30ကိုတုံကန်950ကုန်မယ်။ရှိရပြောခဲ့တဲ့10ခုနဲ့ဒီ30နဲ့ပေါင်းမယ်ဆိုရင်အခါ40ကိုမှတုံကန်950ပဲကုန်အောင်မယ်။တော့10ချိန်ပြည်တိုင်း10ချိန်ပြည်တိုင်းမှာ box လေးတွေပေးတယ်အဲ့ box လေးတွေကကျတော့စကင်များများရှိရဆိုရင်လေးတွေများများရတယ်ပြီးတော့အကြမ်းပြင်းတွက်ကြည့်မယ်ဆိုရင်10ချိန်နဲ့ box တစ်ခုအပဝင်ဆိုရင် Jade Butterfly 50အချိန်များလာလေ box ကပေးတဲ့ Jade Butterfly ကပို့ပြီးတော့များလာလေပဲအဲ့လိုရတဲ့အရေအတွက်ကိုတွက်ပြီးတော့နောက်ထပ်တုံကန်2000 3000လောက်ထပ်ပြီးတော့ထည့်မယ်ဆိုရင် Ali Flawless လဲလို့ရတဲ့ Jade Butterfly ကိုသိချပေါက်ရပါတယ်အဓိကပြောချင်တာကစိတ်ရှိရှိနဲ့လှည့်မယ်ဆိုရင် Ali Flawless ကိုတုံကန်3000ဝန်းကျင်နဲ့ရမယ်ဒါပေမဲ့စိတ်မရှိဘူးချက်ချင်းလှည့်မယ်ဆိုရင်တုံကန်6000နီးပါးလောက်သွားပြီးကုန်နိုင်တယ်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်